ဆရာဝန်မလေးဟာတစ်နှစ်အတွင်းမှာသူမရဲ့ဌာနအတွက်ခွဲစိတ်မှုပေါင်း400အထိပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။ဒါပေမဲ့ဆေးရုံကလစာပေးတဲ့အခါမှာတော့သူမဟာလစာ$400သာရရှိခဲ့ပြီးခွဲစိတ်ခန်းထဲကိုတစ်ခါမှမဝင်ဘူးတဲ့တူနာပြုမလေးကတော့$8000အထိရရှိနေခဲ့တာကိုတွေ့လိုက်ရတယ်။ဘာလို့လဲဆိုတော့အဲ့ဒီတူနာပြုမလေးဟာဆေးရုံဒါရိုက်တာကိုအမြဲတမ်းဖတ်တဲ့အလိုကျပြုမှုတတ်သူဖြစ်နေလို့ပါပဲ။ဆရာဝန်မလေးကတော့အခုလိုမတရားတဲ့လုပ်ရက်ကိုလုံးဝနားမလည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။အခုလိုမတရားတဲ့ဆက်ဆံမှုကိုခံရပြီးတဲ့နောက်ဆရာဝန်မလေးဟာသူမရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့တုံ့ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်သူမဟာနေတိုင်းအလုပ်ဆင်းချိန်အတိအကျမှာဘာကိုမှဂရုမစိုက်ပဲအလုပ်ကနေချက်ချင်းဆင်းသွားခဲ့ပါတယ်။အဲ့ဒီလိုနဲ့သူမရဲ့ခွဲစိတ်မှုအချိန်စရာတွေဟာနောက်ထပ်6လစာအထိပြည့်ကျက်သွားခဲ့ရတယ်။တရက်မှာတော့သူမအလုပ်ကဆင်းခါနီးအချိန်မှာပဲအစင်းမြင့်လူနာတဦးဆေးရုံကိုအရေးပေါ်ခွဲစိတ်ဖို့ရောက်ရှိလာခဲ့ပါတယ်။အဲ့ဒီခွဲစိတ်မှုကိုတဆေးရုံလုံးမှာဆရာဝန်မလေးတဦးတည်းသာလှုပ်ဆောင်နိုင်စွမ်းရှိတာဖြစ်ပါတယ်။ဒါပေမဲ့ဆရာဝန်မလေးကအလုပ်ဆင်းချိန်ရောက်ပြီဖြစ်လို့ခွဲစိတ်ပေးဖို့ညှင်းဆိုခဲ့ပါတယ်။ဌာနဒါရိုက်တာကသူမကိုအလုပ်ထဲမှာကိုရေးကိုတာခံစားချက်တွေမထည့်ဘူးနဲ့လစာခွဲဝေမှုဟာဆေးရုံရဲ့အကဲဖြတ်ချက်အရသာဖြစ်တယ်လို့ပြောဆိုခဲ့တယ်။ဆရာဝန်မလေးကလည်းသူမအနေနဲ့ဆေးရုံရဲ့စီးမြင့်တွေအတိုင်းအချိန်စရာအတိုင်းလှုပ်ဆောင်နေတာဖြစ်တယ်လို့ပြန်လည်ချေပခဲ့ပါတယ်။ဒါရိုက်တာကဒီအရေးကြီးလူနာကိုမဖြစ်မနေခွဲစိတ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့ဆရာဝန်မလေးကတော့ဂရုမစိုက်ပဲအိမ်ကိုပဲပြန်သွားခဲ့ပါတော့တယ်။နောက်ရက်မနက်မှာတော့ဆရာဝန်မလေးဆေးရုံကိုရောက်တဲ့အခါသူမဟာမနေ့ကဒါရိုက်တာကိုစန့်ကျင်ခဲ့လို့မကြခင်ဒုက္ခရောက်တော့မယ်ဆိုပြီးတူနာပြုတွေအတင်းပြောနေကြတာကိုကြားလိုက်ရတယ်။ဒါပေမဲ့သူမရုံးခန်းထဲကိုဝင်သွားတဲ့အခါမှာတော့ဒါရိုက်တာဟာပြုံးရွှင်စွာနဲ့သူမကိုကြိုးဆိုနေတာကိုတွေ့လိုက်ရပါတယ်။ဘာလို့လဲဆိုတော့ဒီခွဲစိတ်မှုဟာအရန်ရေးကြီးနေလို့ပါပဲ။ဆရာဝန်မလေးကဆေးမှတ်တမ်းတွေကိုစစ်ဆေးကြည့်တဲ့အခါခွဲစိတ်မှုဟာတကယ်ပဲခက်ခဲတာကိုတွေ့ရှိခဲ့တယ်။ဒါရိုက်တာကသူမကိုခွဲစိတ်ပေးဖို့အတနာခံတဲ့အခါဆရာဝန်မလေးကဆေးရုံရဲ့အချိန်စရာအရသူမရဲ့ခွဲစိတ်မှုတွေဟာပြည့်နေပြီဖြစ်လို့နောက်ထပ်အားမဲ့အချိန်ဟာ9လပိုင်းမှသာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ဒါရိုက်တာကအရေးကြီးလူနာအတွက်အဲ့ဒီလောက်အကြာကြီးစောင့်ဆိုင်းဖို့မဖြစ်နိုင်ဘူးလို့ပြောပေမဲ့ဆရာဝန်မလေးကတော့စီးမြင့်တွေတိုင်းထပ်မံညှင်းဆိုခဲ့တာကြောင့်ဒါရိုက်တာလည်းဒေါသတကြီးထွက်ခွာသွားခဲ့ရတယ်။အဲ့ဒီအချိန်မှာလစာအများကြီးရတဲ့တူနာပြုမလေးဝင်လာပြီးလစာဆိုတာအဖက်ဖက်ကကအကဲဖြတ်ချက်ကြောင့်ရတာပါအလုပ်ထဲစိတ်ခံစားချက်မထည့်ပါနဲ့လို့ဆရာဝန်မလေးကိုလာရောက်ဆရာလုပ်ခဲ့ပါတယ်။ဆရာဝန်မလေးကသူမကိုစကားအရှိကြီးမပြောတော့ပဲနင်ကအရေးချင်းရှိနေမှတော့ဒီခွဲစိတ်မှုကိုနင်ပဲတာဝန်ယူလိုက်ပါလို့ပြန်ပြောလိုက်ပါတယ်။အလုပ်ဆင်းလို့ကားပါကင်ကိုရောက်တဲ့အခါဆေးရုံအုပ်ကြီးကိုယ်တိုင်ဆရာဝန်မလေးစီကိုလာရောက်တွေ့ဆုံခဲ့တယ်။သူကလည်းအဲ့ဒီအရေးကြီးလူနာရဲ့ခွဲစိတ်မှုအတွက်လာရောက်ပြောဆိုတာဖြစ်ပါတယ်။ဆေးရုံအုပ်ကြီးကဆေးရုံအနေနဲ့သူမရဲ့အရေးချင်းကိုအမြဲတိမတ်ပြုပြီးမတရားမလုပ်ခဲ့ပါဘူးလို့လိမ်ညာပြောဆိုခဲ့တယ်။ဆရာဝန်မလေးကသူမတစ်နှစ်ကိုခွဲစိတ်မှု400လုပ်ပေးမဲ့လစာ400သာရတဲ့အကြောင်းထောက်ပြလိုက်တဲ့အခါဆေးရုံအုပ်ကြီးကဆေးရုံမှာရန်ပုံငွေမလောက်ငလို့ဝန်ထမ်းအသစ်တွေကိုတွန်းအားပေးတဲ့အနေနဲ့လုပ်ရတာပါလို့အကြောင်းပြချက်ပေးခဲ့ပါတယ်။ဆရာဝန်မလေးကအဲ့ဒီအကြောင်းပြချက်ကိုလက်မခံတဲ့အခါမှာတော့ဆေးရုံအုပ်ကြီးဟာအာဏာသုံးပြီးခွဲစိတ်မှုကိုလက်ခံဖို့မဟုတ်ရင်အလုပ်ပြောင်းရွှေ့ပြစ်မယ်လို့ချိန်ချောက်ပါတော့တယ်။ဒါပေမဲ့ဆရာဝန်မလေးကတော့လုံးဝမကြောက်ရွံ့ပဲ။ဒါဆိုရင်အဲ့ဒီခွဲစိတ်မှုကိုရှင်ကိုယ်တိုင်ပဲလုပ်လိုက်ပါလားလို့ပြန်လည်ဆင်ခေါ်လိုက်ပါတယ်။ဆေးရုံအုပ်ကြီးကတော့ခွဲစိတ်မှုမလုပ်ရတာအနှစ်20ရှိပြီဖြစ်တဲ့အပြင်သူမနဲ့ညှိနှိုင်းမှုလည်းဘာခွင့်ရေးမှမရှိတော့တာကြောင့်အကြက်ရိုက်သွားပါတော့တယ်ဗျာ။